သူဟာအဖွဲ့သားတွေလွတ်မြောက်ဖို့အတွက်စခန်းထဲကိုဒိုင်နိုဆောတွေဝင်လာချိန်မှာလက်ပစ်ဗုံးနှလုံးကိုဖောက်ခွဲပြီးအသေးခံကလမ်းဖွင့်ပေးခဲ့ပါတယ်။နောက်တစ်နေ့မှာကျန်ရစ်သူတွေဟာရုရှားတွေရဲ့နောက်ထပ်ကောလိုက်တာဆက်ကြီးကိုဖျက်ဆီးဖို့လှေနဲ့ထွက်ခွာလာခဲ့ပါတယ်။လမ်းမှာမြူဆိုင်နေတဲ့တောအုပ်ထဲမှာဒိုင်နိုဆောအုပ်စုငယ်လေးတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုထပ်မံခံရပါတယ်။အဖွဲ့သားတွေထိခိုက်ဒဏ်ရာရတာကိုမြင်ရတဲ့စတိုဘယ်ဟာစိတ်ယူပေါက်ပြီးဒိုင်နိုဆောတွေကိုမြားခေါ်သွားကနောက်ဆုံးကြည်စံနဲ့မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ညဘက်မှာတော့အဖွဲ့သားတွေဟာရုရှားအခြေစိုက်စခန်းကိုရောက်ရှိသွားပြီးရုရှားစစ်သားတွေကိုတိတ်တဆိတ်တက်ဖြတ်ကစခန်းပတ်လည်မှာဘုံတွေလိုက်လံထောင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစခန်းထဲကရုရှားစစ်သားတွေကဒိုင်နိုဆောကလေးတစ်ကောင်ကိုပြစ်တက်လိုက်မိတာကြောင့်ဒေါသထွက်နေတဲ့ဒိုင်နိုဆောကြီးတွေစခန်းထဲကိုအလုံးရင်းနဲ့ဝင်ရောက်ဖျက်ဆီးပါတော့တယ်။ရှုပ်ထွေးမှုတွေကြားထဲမှာမီလ်နဲ့ရုရှားလက်ပြမလေးခါနင်တို့ရန်မျိုးဟောင်းကြောင့်တပ်ပုတ်မိကြပြီးမီလ်ကဘုံတွေကိုဖောက်ခွဲလိုက်လို့နှစ်ဦးလုံးသေဆုံးသွားပါတယ်။ဓခွဲကန်းထဲမှာဆိုဖီယာကစက်ကိုပိတ်ဖို့စူးစမ်းနေတော့ဗိုလ်ချုပ်ဘော်တွန်ရောက်လာပေမဲ့ဘေကာကပြစ်တက်လိုက်ပါတယ်။ဒိုင်နိုဆောတွေဓခွဲကန်းထဲအထိထပ်မံဝင်ရောက်လာလို့ထွက်ပြေးကြရမှာအဖွဲ့သားအချို့နဲ့အဖွဲ့ကောင်းဆောင်ဘေကာတို့ပါတေဆုံးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆိုဖီယာနဲ့ကျန်ရစ်သူတွေဟာအပြင်ဘက်ကိုရောက်ရှိသွားပြီးကာနယ်ဂျီရီကိုရဲ့ဟယ်လီကော်ပတာအဖွဲ့နဲ့ဆုံတွေ့ကဒိုင်နိုဆောတွေကိုအပြင်းထန်ပြန်လည်ပစ်ခတ်ပြီးလွတ်မြောက်သွားခဲ့ပါတယ်။သို့တော်လည်းဆိုဖီယာကစက်ကိုဖျက်ဆီးလိုက်ခြင်းကြောင့်ဒိုင်နိုဆောတွေဟာတောအုပ်ပြင်ပကမ္ဘာအနှံ့ပြားစီတို့ပါပြည့်နဲ့ရောက်ရှိသွားပြီဖြစ်ကြောင်းနဲ့ကမ္ဘာကြီးအတွက်ကြီးမားတဲ့အန္တရာယ်ကြောက်တော့မှာဖြစ်ကြောင်းသတိပေးရင်းစကားပြီးဆုံးသွားပါတယ်။